ယောဂီအလုံးတရားထိုင်မှာဖြစ်ပါတယ်တန်ဃာတော်များနဲ့အမျိုးသားများကတင်မြင်ကွေထိုင်ပါအမျိုးသမီးများလည်းတင်မြင်ကွေထိုင်လို့ကထိုင်နိုင်ပါတယ်ကျုံကျုံလေးထိုင်လို့ကထိုင်နိုင်ပါတယ်တင်မြင်ကွေထိုင်တဲ့ရိယာပုံမှာဘယ်ဘက်ခြေထောက်ကိုအတွင်းငှထားညာဘက်ခြေထောက်ကိုအပြင်ငှထားထိုင်တဲ့အခါမှာခြေထောက်တွေမထပ်မိပါစေနဲ့မဖိမိပါစေနဲ့ကြာရှည်စွာထိုင်နိုင်မဲ့အရိစိတ်ပြင်လိုက်ပါအင်ကြီးတွေပစိုးတွေအင်ကြီးတွေလုံကြီးတွေတင်းတာကြက်တာမဖြစ်ပါစေနဲ့ခက်ရော့ရော့လေးထားလိုက်ပါတင်မြင်ကွေထိုင်တဲ့အရိယာပုတ်စိတ်တိုင်းကြပြီဆိုရင်ဘယ်ဘက်လက်ပေါ်ညာဘက်လက်ကလေးတင်လိုက်ပါလက်မထိတ်ထိလို့အဆင်ပြေရင်ထိထားလိုက်ပါလက်မထိတ်ထိလို့အဆင်မပြေရင်လက်ကလေးနှစ်ခုရှက်ထားလိုက်ပါလက်မထိတ်ထိခြင်းမထိခြင်းကအဓိကမဟုတ်ပါဘူးမိမိရဲ့လက်အတူအရှိကိုချိန်ပြီးတော့အဆင်ပြေသလိုထားလိုက်ပါခါကလေးကပုံမှန်ထားလိုက်ပါခါကြီးဆွဲမဆန့်လိုက်ပါနဲ့တရားထိုင်ပါပြီဆိုမှခါကြီးဆန့်တာမျိုးမဖြစ်ပါစေနဲ့ပုံမှန်လေးပဲထားလိုက်ပါကောင်းရှိမငုတ်စေနဲ့ကောင်းရှိငုတ်ရင်ကုတ်ကြောကြီးကတင်းလေးပြီးတော့ငိုက်တတ်ပါတယ်ကောင်းနောက်မလန်းစေနဲ့ကောင်းနောက်လန်းရင်လဲကိုယ်ခန္ဓာကိုမနိုင်ပဲလဲကြတတ်ပါတယ်မျက်စိကိုဇင်းငယ်များမိတ်ပါမျက်စိဖွင့်ထားရင်အယောင်ဆင်းအလင်းဆိုတဲ့အာယုန်တွေဝင်ပြီးတော့နှောက်ယှက်တတ်ပါတယ်ပြန်ပြောပါမယ်ဒီမြင်ငွေထိုင်ပါဘယ်ဘက်လက်ပေါ်ညာဘက်လက်ကလေးတင်ပါခါကလေးကပုံမှန်ထားပါကောင်းရှိမငုတ်စေနဲ့ကောင်းနောက်မလန်းစေနဲ့မျက်စိကိုဇင်းငယ်မြမိတ်လိုက်ပါမိမိရဲ့ခန္ဓာကိုအရိယာပုတ်ပြင်ဆင်ပုံကြာရှည်စွာထိုင်နေမဲ့အရိယာပုတ်စိတ်တိုင်းကျသွားပြီဆိုရင်နာတိဝကိုတတိကပ်ပါဝင်လေထွက်လေမြင်အောင်ကြည်ပါအာယုန်တစ်ပါးစိတ်မသွားစေနဲ့နာတိဝကိုတတိကပ်တဲ့စာလို့ပြောတော့တမတတိမကင်ဝင်လေထွက်လေမြင်အောင်ကြည်တဲ့စာလို့ပြောတော့တမဝါယမမကင်အာယုန်တစ်ပါးစိတ်မသွားစေနဲ့စာလို့ပြောတော့တမတိမကင်နာသီဝလေးလေးတိုးတီဝင်သွားတယ်နာသီဝလေးလေးတိုးတီထွက်သွားတယ်နာသီဝလေးလေးတိုးတီဝင်သွားတယ်နာသီဝလေးကလေးတိုးတီထွက်သွားတယ်ဒီသဘောလေးကအထင်ရှားရှိနေပါတယ်ဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်နေတဲ့အချိန်မှာဓမ္မတတိဓမ္မဝါယမဓမ္မသမာဓိဆိုတဲ့တမာရိမကင်3ပါးဝမ်းထဲမှာကိန်းနေပါပြီနာသီဝလေးလေးတိုးထီဝင်ရင်ဝင်သွားတဲ့သဘောနာသီဝလေးလေးတိုးထီထွက်ရင်ထွက်သွားတဲ့သဘောဒီသဘောလေးကိုပဲဂယုစိုက်ပြီးတော့စူးစိုက်ကြည့်ပါတတိထားတတိမလွတ်ပါစေနဲ့အာယုန်တစ်ပါးစိတ်မသွားစေနဲ့ခန္ဓာအပြင်ဘက်စိတ်မထွက်ပါစေနဲ့ဝင်လေထွက်လေဆိုတဲ့အရှိတရားနဲ့တတိဟာအစဉ်ကပ်နေပါစေ
ယောဂီတို့ရဲ့နာသီးဆုံးနာသီးဝနှကမ်းပြားမှာဝင်လေကလေးကြာကြာရှူရင်ကြာကြာရှူမှန်းသိပေးလိုက်ပါထွက်လေကလေးကြာကြာထုတ်ရင်ကြာကြာထုတ်မှန်းသိပေးလိုက်ပါခုယောဂီတို့ခန္ဓာကိုယ်ရိယပုတ်ကြီးကိုတေချာပြင်ဆင်ပြီးကမ္မထအာယုံပေါ်တင်လိုက်တော့ယောဂီတို့ရဲ့နှာသီးဆုံးနှာသီးဝနှကမ်းပြားမှာဝင်လေထွက်လေလေးကိုအထင်အရှားအမြင်အသာတွေ့ပါတယ်နာသီဝမှာဝင်လေကလေးကြာကြာရှူရင်ကြာကြာရှူမှန်းသိပေးလိုက်ပါနာသီဝမှာထွက်လေကလေးကြာကြာထုတ်ရင်ကြာကြာထုတ်မှန်းသိပေးလိုက်ပါတတိယရေးကြည့်ပါတယ်တတိနဲ့ကြည့်ရင်သေချာမြင်ပါတယ်ဝင်လေထွက်လေကလေးကိုရှိုက်ရင်ရှူရင်ရှူရင်ရှိုက်ရင်ဝင်လေထွက်လေကိုတတိဆွဲမြဲစွာသေသေးချာချာသိလာပြီဆိုရင်ရှူရင်မှတ်ရင်ရှိုက်ရင်ထုတ်ရင်နဲ့နာသီဝဝင်လေကလေးမြန်မြန်ရှူရင်မြန်မြန်ရှူမှန်းသိပေးလိုက်ပါနာသီဝထွက်လေကလေးမြန်မြန်ထုတ်ရင်မြန်မြန်ထုတ်မှန်းသိပေးလိုက်ပါတတိထားပြီးတော့ကြည်နော်ယောဂီတို့ရဲ့နာသီးဆုံးနာသီဝနှကမ်းပြားမှာဝင်လေထွက်လေလေးကအထင်ရှားရှိနေပါတယ်အဲ့ဒီဝင်လေထွက်လေလေးကိုနာသီဝဝင်လေကလေးမြန်မြန်ရှူရင်မြန်မြန်ရှူမှန်းသိပေးလိုက်ပါနာသီဝထွက်လေကလေးမြန်မြန်ထုတ်ရင်မြန်မြန်ထုတ်မှန်းသိပေးလိုက်ပါတတိနဲ့ကြည်ပါဂယုစိုက်ပြီးကြည်ပါစူးစိုက်ပြီးကြည်ပါဝင်လေထွက်လေလေးကိုအထင်ရှားအမြင်သာတွေ့ပါလိမ့်မယ်တတိထားတတိမလွတ်ပါစေနဲ့အာယုန်တပါစိတ်မသွားစေနဲ့ဝင်လေထွက်လေကိုသတိနဲ့ရှုမှတ်လို့ကောင်းမွန်စွာသိမြင်လာပြီဆိုရင်ယောဂီတို့ရဲ့နှာသီးဆုံးနှာသီးဝနှကမ်းပြားမှာအဲ့ဒီဝင်လေထွက်လေလေးရဲ့အစလည်းဆုံး၃ပါးလုံးခြုံပြီးတော့သိလိုက်ပါဝင်လေလေးရဲ့အစလည်းဆုံးထွက်လေလေးရဲ့အစလည်းဆုံး၃ပါးလုံးခြုံပြီးတော့သိလိုက်ပါယောဂီရဲ့နှာသီးဝမှာလေကလေးတို့ထိဝင်သွားတယ်တို့ဝင်သွားတဲ့သဘောလေးထိသွားတဲ့သဘောလေးအဆုံးရောက်သွားတဲ့သဘောလေးထွက်လေကလေးတို့ထွက်သွားတဲ့သဘောလေးထိသွားတဲ့သဘောလေးအဆုံးရောက်သွားတဲ့သဘောလေးဝင်လေထွက်လေရဲ့အစလည်းဆုံး၃ပါးလုံးလည်းသေချာသိပေးလိုက်ပါတတိထားပါတတိမလွတ်ပါစေနဲ့အာယုန်တပါစိတ်မသွားစေနဲ့ခန္ဓာအပြင်ဘက်စိတ်မထွက်ပါစေနဲ့ဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်ပြီးတော့တည်ငြိမ်တဲ့သမာဓိဖြစ်အောင်ခိုင်ခန့်တဲ့သမာဓိဖြစ်အောင်မယိမ့်မယိုင်တဲ့သမာဓိဖြစ်အောင်တည်ကြည်တဲ့သမာဓိဖြစ်အောင်ထူထောင်နေတဲ့အချိန်မှာထိနမိတ်တနိဝရဏဆိုတဲ့အိတ်ချင်တဲ့စိတ်တွေငိုက်ချင်တဲ့စိတ်တွေတတိတွေဖြစ်ခွင့်မရအောင်ပိတ်ဆို့မဲ့နိဝရဏတရားတွေအဝယ်မခံပါနဲ့ထိနမိတ်တနိဝရဏဆိုတဲ့ပိတ်ပင်တတ်တဲ့တရားကာကွယ်တတ်တဲ့တရားပိတ်ဆို့တတ်တဲ့တရားတွေခန္ဓာတွေကိုအဝင်မခံပါနဲ့တတိတွေဖြစ်ခွင့်မရအောင်ပိတ်ဆို့တာထိနာမိတ်တနိဝရဏခန္ဓာတွေကိုညံသွင်းလို့မရအောင်ကာကွယ်တာထိနာမိတ်တနိဝရဏ
အစိုးဆုံးဖြစ်တဲ့ဒီတရားတွေကိုခန္ဓာတွေကိုဝင်မခံပါနဲ့တတိဆွဲမြဲပြီးတော့ဝင်လေထွက်လေလေးကိုပဲမလွတ်တမ်းမိအောင်အချက်တိုင်းမြင်အောင်သေချာရှုပါယောဂီရဲ့နာသီဝမှာလေကလေးတိုးထီဝင်သွားတယ်ယောဂီရဲ့နာသီဝမှာလေကလေးတိုးထီထွက်သွားတယ်အဲ့ဒီဝင်လေထွက်လေလေးကိုအရှိတရားလေးကိုရုပ်တရားလေးကိုကာယလေးကိုတတိနဲ့မြင်အောင်ကြည်ပါဝင်လေဆိုတာရုပ်တရားကာယထွက်လေဆိုတာရုပ်တရားကာယဝင်လေထွက်လေလေးကိုအနုပတ္တိအဖန်ဖန်ရှုပေးပါအဖန်ဖန်ရှုပေးပါဝင်လေထွက်လေလေးကိုအဖန်ဖန်ရှုမှတ်နေမှတတိတွေခိုင်မြဲလာမယ်တတိတွေဆွဲမြဲလာမယ်ဝင်လေထွက်လေလေးကကာယအဖန်ဖန်ရှုနေတာကနုပတနာဆွဲမြဲနေတဲ့တတိကတတိပဋ္ဌာန်ပေါင်းလိုက်တော့ကာယ ानु ပတနာတတိပဋ္ဌာန်နာသီဝလေကလေးတို့ထီဝင်သွားတယ်နာသီဝလေကလေးတို့ထီထွက်သွားတယ်ဒီသဘောလေးကအထင်ရှားရှိနေပါတယ်တတိနဲ့ကြည်တတိမလွတ်တမ်းကြည်တတိနဲ့ထိမ့်ပြီးတော့ကြည်ဝင်လေထွက်လေကိုဝင်တိုင်းထွက်တိုင်းအချက်တိုင်းမလွတ်တမ်းမိအောင်သိလာပါလိမ့်မယ်တတိထားပြီးတော့ကြည်ပါဂယုစိုက်ပြီးတော့ကြည်ပါစူးစိုက်ပြီးတော့ကြည်ပါစူးစိုက်ကြည်တာတမထတဲ့ဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်နေတဲ့အချိန်မှာတမာတိဖြစ်အောင်တည်ငြိမ်အောင်ထူထောင်နေတဲ့အချိန်မှာအရိယာပုတ်တွေခိုင်နေပါစေမယိုင်စေနဲ့အရိယာပုတ်တွေငြိမ်နေပါစေမလှုပ်စေနဲ့အရိယာပုတ်တွေတည်နေပါစေမဆောင်းစေနဲ့ခန္ဓာကိုယ်အရိယာပုတ်ဟာသိပ်ပြီးတော့အရေးကြီးပါတယ်အရိယာပုတ်တည်ငြိမ်နေမှမလုံမရှက်မကုတ်မဖက်မရွယ်မဆောင်းပဲဒီငြိမ်လေးနဲ့ဝင်လေထွက်လေကိုရှုမှတ်မှသာလျင်အဲ့ဒီဝင်လေထွက်လေလေးကိုဝင်တိုင်းထွက်တိုင်းအချက်တိုင်းမလွတ်တမ်းမိအောင်သိနိုင်ရှုနိုင်တာပါဒီထာဝရိယစိုက်အာယုန်တစ်ပါးစိတ်မသွားစေနဲ့တတိယအရေးကြီးပါတယ်တတိမူရင်မြူတောင်မြင်တဲ့တတိမမူရင်ဂူတောင်မမြင်ဘူးတဲ့တတိမရှိတဲ့ပုဂ္ဂိုလ်တတိလွတ်နေတဲ့ပုဂ္ဂိုလ်တတိချွတ်ချော်နေတဲ့ပုဂ္ဂိုလ်ဟာလမ်းသွားရင်တောင်မှရှေ့မှာရှိတဲ့ဂူကြီးကိုဝင်းတိုက်တဲ့ဩဒါဘာကြောင့်ဖြစ်တာလဲဆိုတတိမမူလို့တတိလွတ်လို့တတိမူတဲ့ပုဂ္ဂိုလ်တတိထားတဲ့ပုဂ္ဂိုလ်ဆိုရင်မြူလေးတွေအမုံအမွားလေးတွေအစမြင်နိုင်တဲ့တတိယအဲ့ဒီလောက်ထိအရေးကြီးပါတယ်အခုယောဂီတို့လက်တွေ့ကြကြဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်နေတဲ့ချိန်မှာနာသီဝလေးလေးတိုးဝင်ရင်ဝင်သွားတဲ့သဘောတိကိုသိရမယ်နာသီဝလေးကလေးတိုးထွက်ရင်ထွက်သွားတဲ့သဘောတိကိုသိရမယ်တတိနဲ့ကြည်နေပြီလေမသိဘူးဆိုရင်မဟုတ်သေးဘူးတတိတွေချွတ်ချော်နေတယ်တတိတွေမေ့လျော်နေတယ်တတိတွေပေါ့ဆနေတယ်အတွေးထဲမှာမျောနေတယ်အနာဂတ်ထဲမှာမောနေတယ်
ဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်နေတဲ့ချိန်မှာဟိုပြီးခဲ့တဲ့အတိတ်ကိုပြန်တွေးပြီးတော့လဲမမျောမိစေနဲ့မရောက်သေးတဲ့မနက်ဖြန်စပတ်ခါနောက်နှစ်ဆိုတဲ့အနာဂတ်ကိုလှမ်းမြော်ပြီးတော့လဲမမောမိစေနဲ့ပြီးခဲ့တဲ့အတိတ်ကိုပြန်တွေးရင်မျောတတ်တယ်မရောက်သေးတဲ့အနာဂတ်ကိုလှမ်းမြော်ရင်မောတတ်တယ်ဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်နေတဲ့ချိန်မှာအတိတ်ကိုလည်းအမျောမခံနဲ့အနာဂတ်အတွက်လည်းမောမခံနဲ့ပစ္စုပန်တဲ့တယ်မှာပစ္စုပန်တဲ့တယ်မှာဆိုတာကယောဂီတို့လက်တွေ့ကြကြရှုမှတ်နေတဲ့အချိန်ကိုပြောတာပဲပစ္စုပန်တဲ့တယ်မှာနာသီဝကိုတတိကပ်စူးစိုက်ပြီးတော့ဝင်လေထွက်လေလေးကိုဝင်တိုင်းထွက်တိုင်းတတိထားပြီးတော့ကြည်လိုက်ပါနာသီဝလေကလေးတိုးထီဝင်သွားတယ်မလွတ်စေနဲ့တိပေးနေနာသီဝလေကလေးတိုးထီထွက်သွားတယ်မလွတ်စေနဲ့တိပေးနေယောဂီတွေရဲ့နာသီးဆုံးနာသီဝနှခမ်းပြမှာလေကလေးဝင်တိုင်းထွက်တိုင်းဝင်တိုင်းထွက်တိုင်းအချက်တိုင်းအချက်တိုင်းတိပေးနေရင်အရိယဘဝငြိမ်လာပြီစိတ်ဟာတည်လာပြီကြည်လာပြီခန္ဓာကိုယ်ကလှုပ်ခြင်းလဲခြင်းမဖြစ်တော့တမာတိရဲ့အစွမ်းတမာတိရဲ့အစွမ်းဟာယောဂီတို့ရဲ့ခန္ဓာကိုယ်အရိယပုဂ္ဂလိကိုတည်ငြိမ်အေးချမ်းနေတာပဲဒါတမာတိရဲ့အစွမ်းပဲဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်ပြီးတော့ဝင်တိုင်းထွက်တိုင်းအချက်တိုင်းအချက်တိုင်းမှာတတိကောင်းစွာနဲ့ကြည်နိုင်တဲ့ယောဂီမှသာလျင်အရိယပုတည်ငြိမ်မှုရပြီးတော့ခန္ဓာကိုယ်ငြိမ်သက်မှုရပြီးတော့ဝင်လေဆိုတာလဲရုပ်တရားပါလားထွက်လေဆိုတာလဲရုပ်တရားပါလားဝင်လေလေးရှိနေပါလားထွက်လေလေးရှိနေပါလားဆိုသိလိုက်တဲ့စိတ်ကလေးကနံတရားပါလားတမာတိရဲ့အစွမ်းဟာယုံနံကိုသိပါလားဝင်လေထွက်လေဆိုတာကရုပ်တရားဝင်လေထွက်လေရှိမှန်းသိလိုက်တဲ့စိတ်ကလေးကနံတရားကြည်စံဝင်လေထွက်လေလေးကိုတတိနဲ့ရှုမှတ်နေတဲ့အချိန်မှတောင်ယုံနံကွဲနေပြီတန်ဖိုးကြီးပါတယ်ဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်နေတဲ့အချိန်မှတောင်ယောဂီတို့ရုပ်ပဲနာမ်ပဲဆိုတဲ့သူငါမရောတဲ့ယုံနံသဘောကိုကောင်းကောင်းသိနေပါပြီဘလောက်တန်ဖိုးကြီးလဲဒါတမာတိရဲ့အစွမ်းပဲရှိသေးတယ်အခုယောဂီတို့ငုတ်တုတ်ထိုင်နေတာခန္ဓာ၅ပါးပဲအကျဉ်းချုပ်တော့ရုပ်တရားနဲ့နံတရားပဲဒါဟာအကြောင်းမဲ့သိတာမဟုတ်ဘူးအလိုလိုသိတာမဟုတ်ဘူးခန္ဓာကိုယ်ရိယပုတ်ကြည့်ဖို့ကမ္မထအံပေါ်ပြစ်တင်ပြီးကြာနာနာဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်လို့ဒါဟာရုပ်တရားပဲဒါဟာနံတရားပဲငါမရှိသူမရှိယောက်ျားမိန်းမမရှိပုဂ္ဂိုလ်တ attva မရှိအရှိတရားကရုပ်နဲ့နံပဲလို့တတိနဲ့ကြည်လို့ကောင်းမွန်စွာသိတာဒီလိုဝင်လေထွက်လေလေးကိုအစဉ်အမြဲတတိကပ်ပြီးရှုမှတ်လာတော့တိမ်မွေ့တဲ့ဝင်လေကလေးကိုလည်းသိလာတယ်တိမ်မွေ့တဲ့ထွက်လေကလေးကိုလည်းသိလာတယ်တိမ်မွေ့ဝင်သွားတဲ့ဝင်လေလေးဟာလည်းရုပ်တရားပဲတိမ်မွေ့ထွက်သွားတဲ့ထွက်လေလေးကလည်းရုပ်တရားပဲဝင်လေလေးကလည်းတိမ်မွေ့လေးဝင်သွားပါလားထွက်လေလေးကလည်းတိမ်မွေ့လေးထွက်သွားပါလားလို့သိလိုက်တဲ့စိတ်ကလေးကနံတရားအရှိကယုံနဲ့နာမဲရှိပါလားယုံနဲ့တစုံပဲရှိပါလားကောင်းကောင်းကြီးသိလာပါတယ်ဝင်လေထွက်လေကိုသတိနဲ့ရှုမှတ်ပြီးတမာတိတွေဒီလိုအဆင့်မြင့်အားကောင်းလာပြီးဆိုရင်ရှေ့ဆက်ပြီးတော့ကြည်လိုက်မယ်အဲ့ဒီယုံနံသည်ဘယ်သဘောရှိလဲ
ဒါတမာရီအားကောင်းမှကြည်နိုင်တာပါကဲတမာရီတွေအားကောင်းလာပြီဆိုရင်ခန္ဓာဘက်ကိုညံလှည့်လိုက်အကျဉ်းချဲတော့ခန္ဓာ၅ပါးအကျဉ်းချုပ်တော့ယုတ်တရားနဲ့နတ်တရားအဲ့ဒီယုံနိုင်ရဲ့သဘောတွေကိုညံနဲ့ကြည့်မယ်ခန္ဓာဘက်ကိုညံလှည့်လိုက်တော့ယုတ်သဘောကဘလို့ရှိတယ်လဲနံသဘောကဘလို့ရှိတယ်လဲယုံနိုင်ရဲ့သဘောဟာဘလို့ဖြစ်တယ်လဲဆိုသိအောင်ဉာဏ်နဲ့စောင့်ကြည့်ကြမယ်ခုယောဂီတို့ရဲ့ကောင်းခါခြေလက်ခန္ဓာကိုယ်ရုပ်တရားကြီးဟာဖောက်ပြန်တတ်တဲ့သဘောရှိတယ်ရုပ်သဘောကိုသိလိုက်ပါပြီကောင်းခါခြေလက်ခန္ဓာကိုယ်ရုပ်တရားကြီးဟာဖောက်ပြန်တတ်တဲ့သဘောရှိတယ်ဒီရုပ်တရားကြီးဘလို့ဖောက်ပြန်တာလဲဒါဉာဏ်ရဲ့အလုပ်ဉာဏ်နဲ့ကြည့်မှသိမယ်အေးတာဖောက်ပြန်တာပဲပူတာဖောက်ပြန်တာပဲနာတာဖောက်ပြန်တာပဲကျင်တာဖောက်ပြန်တာပဲစူးတာဖောက်ပြန်တာပဲအောင့်တာဖောက်ပြန်တာပဲညောင်းတာဖောက်ပြန်တာပဲထုံတာဖောက်ပြန်တာပဲတစစ်စစ်နဲ့ကြိုက်ခဲနေတာဖောက်ပြန်တာပဲဘသူဖောက်ပြန်တာလဲဆိုရင်ရုပ်တရားကြီးဖောက်ပြန်တာအဲ့ဒီဖောက်ပြန်တဲ့သဘောတွေမြဲသလားသိဖို့ကဉာဏ်နဲ့စောင့်ကြည့်ရတာကဲသိခြင်းကြည့်လိုက်ပေါ့ရုပ်သဘောဘလို့ဖောက်ပြန်တာလဲဆိုတာသိခြင်းဉာဏ်နဲ့ကြည့်လိုက်ပါပူတဲ့သဘောလေးဉာဏ်နဲ့ကြည့်တော့မရှိတော့ဖြစ်ပြီးတော့ပြတ်သွားတယ်အေးတဲ့သဘောလေးဉာဏ်နဲ့ကြည့်တော့မရှိတော့ဖြစ်ပြီးတော့ပြတ်သွားတယ်ဩဖောက်ပြန်တဲ့ရုပ်သဘောတွေကလည်းမမြဲပါလားမမြဲပါလားမမြဲပါလားဆိုတာဉာဏ်နဲ့ကြည့်မှသိတာသိခြင်းဉာဏ်နဲ့ကြည့်လိုက်ပေါ့ရုပ်ဖောက်ပြန်တာဘယ်သဘောရှိတယ်လဲဆိုတာခိုင်းသလားတီးသလားတန့်သလားပြက်သွားသလားအနိစ္စလားဒုက္ခလားအနတ္တလားဆိုတာသိဖို့အတွက်ဉာဏ်နဲ့စောင့်ကြည့်လိုက်ပါဘယ်ရုပ်သဘောမှမမြဲဘူးအနိစ္စဘယ်ရုပ်သဘောမှမချမ်းသာဘူးဒုက္ခဘယ်ရုပ်တရားမှငါမပိုင်ဘူးအနတ္တဒီလိုလက္ခဏာရေး၃ပါးတင်းပြီးရှုမှတ်နိုင်ဖို့ဆိုတာဉာဏ်နဲ့ဆုံးဖြတ်ချက်ချနိုင်မှသိတာဖောက်ပြန်တတ်တဲ့ရုပ်ရဲ့သဘောကိုဉာဏ်နဲ့စောင့်ကြည့်ပါအဲ့ဒီဖောက်ပြန်တတ်တဲ့ရုပ်သဘောကနာပြီးကျင်ပြီးပူပြီးစူးပြီးအောင့်ပြီးဆိုတော့ကဲဖောက်ပြန်တဲ့သဘောတွေလည်းဉာဏ်နဲ့ရှုမှတ်တတ်ပြီးဆိုရင်ဝေဒနာရဲ့သဘောလေးကိုကြည့်မယ်ကဲဝေဒနာဆိုတာခံစားတဲ့သဘောခုယောဂီတို့ရှုမှတ်လာတာအချိန်မိနစ်20ရှိသွားပြီအချိန်မိနစ်20ဆိုတော့တချို့ကနားတဲ့သဘောလေးကိုတဆစ်စစ်နဲ့ခံစားမယ်ဒါဝေဒနာပဲတချို့ကကျင်တဲ့သဘောလေးကိုခံစားမယ်ဒါဝေဒနာပဲဟုတ်ပြီနောင်မှုကျင်မှုကိုမခံတာတဲ့ဝေဒနာနာပြီးကျင်ပြီဆိုရင်ယောဂီတို့မခံနိုင်တော့ဘူးခံစားမှုဝေဒနာတွေလာပြီဟုတ်ပြီအဲ့ဒီခံစားမှုဝေဒနာတွေရောဉာဏ်နဲ့ကြည့်လိုက်ငါခံစားတာမဟုတ်ဘူးဝေဒနာလေးကခံစားတာခံစားတဲ့ဝေဒနာထဲမှာငါမပါဘူးဆိုဉာဏ်နဲ့တက္ကဋ္ဌိကိုဖယ်ထုတ်ပြီးတော့ခံစားတဲ့သဘောကိုရှုကြည့်လိုက်ရင်ရှေ့နာမှုခံစားမှုလေးနဲ့နောက်နာမှုခံစားမှုလေးဟာမတူပါလားမတူပါလားဆိုတာကောင်းစွာသိလာပါလိမ့်မယ်ဘယ်တူမလဲရှေ့နာတဲ့ခံစားမှုလေးဖြစ်ပြီးတော့ပြတ်သွားတယ်နောက်နာတဲ့ခံစားမှုလေးအစာထိုးတယ်ဒါကိုဉာဏ်ကသိပေးလိုက်ပါ။အော်သူငါမရောတဲ့ခံစားမှုဝေဒနာ
လေးတွေလည်းမမြဲပါလားလို့နောက်ကညံနဲ့ဆုံးဖြတ်ချက်ချပြီးတော့ကြည့်လိုက်ပါဟုတ်ပြီနာမှုကျင်မှုခံစားမှုဝေဒနာလေးတွေကဘယ်နေရာကနာနေတာလဲဘယ်နေရာကဖြစ်နေတာလဲခုယောဂီတို့ဆိုရင်သိနေပြီဒူးဆိုပြီးတော့မှတ်လိုက်တာသင်ညက်ခန္ဓာဩဒူးကနာနေတာပဲမှတ်တာကဲဒူးဆိုတဲ့ပညာကြီးကိုဖြုတ်နာတယ်ဆိုတဲ့မှတ်သားမှုလေးဩဒူးကနာတာပဲဒူးကနာတာပဲဆိုတော့မှတ်သားမှုသင်ညက်ခန္ဓာလေးရောဘယ်မြဲမလဲနာတယ်စိတ်တွေကဘလောက်ပဲရေရွတ်မှတ်နေရှေ့နာတယ်ဆိုတဲ့မှတ်လိုက်တဲ့သဘောလေးကလည်းဖြစ်ပြီးတော့ပြက်သွားတယ်နောက်နာတယ်ဆိုတဲ့မှတ်လိုက်တဲ့သဘောလေးအစာထိုးတယ်ဩတင်ညက်ခန္ဓာဆိုတဲ့သဘောတရားလေးလည်းမမြဲပါလားဖြစ်လိုက်ပြက်လိုက်အစာထိုးလိုက်ဒီလိုသွားနေတာဩနာတယ်ဆိုမှတ်ရင်နဲ့အနိစ္စလို့ရှုရင်နဲ့ဩဒီနာတဲ့သဘောလေးသက်သာအောင်ယောဂီတို့စိတ်မှာတွေးမယ်ကျင်တဲ့သဘောလေးသက်သာမှုရအောင်ဆိုပြီးတွေးမယ်အဲ့လိုသက်သာခြင်းလို့လှုပ်ခြင်းလှဲ့ခြင်းနဲ့သင်္ခါရခန္ဓာစေရနာလေးတွေပြင်ခြင်းပြောင်းခြင်းနဲ့သင်္ခါရခန္ဓာစေရနာလေးတွေကလည်းညံနဲ့ကြည့်လိုက်ပါဩနာနေပြီကျင်နေပြီလှုပ်ရင်ကောင်းမလားလှဲ့ရင်ကောင်းမလားပြင်ရင်ကောင်းမလားဆိုတာသင်္ခါရခန္ဓာတွေးရင်စဉ်းစားရင်ပြင်ရင်ကောင်းမလားလှုပ်ရင်ကောင်းမလားဆိုတဲ့သင်္ခါရခန္ဓာလေးကလည်းအခုပြင်ရင်ကောင်းမလားဆိုတဲ့စေရနာရဲ့သဘောလေးကလည်းဖြစ်ပြီးတော့ပြက်သွားတာတော်ပါပြီလေးမပြင်တော့ပါဘူးသီးခံပြီးတော့ရှုမယ်ဆိုတဲ့ဒီစေရနာရဲ့သဘောလေးကလည်းဖြစ်ပြီးတော့ပြက်သွားတာပဲဩသင်္ခါရခန္ဓာပြင်ခြင်းပြောင်းခြင်းနဲ့စေရနာလေးတွေကလည်းမမြဲပါလားဖြစ်လိုက်ပြက်လိုက်အစာထိုးလိုက်ဖြစ်လိုက်ပြက်လိုက်အစာထိုးလိုက်ကဲငါမခံနိုင်တော့ဘူးနာမှုကျင်မှုစူးမှုအောက်မှုတွေကိုလှုပ်လိုက်မယ်ဆိုတော့လှုပ်လိုက်တာကသင်္ခါရခန္ဓာစေရနာလေးပဲကဲလှုပ်လိုက်ပြီးလှုပ်မှန်းသိလိုက်တာကဝိညာဉ်နဲ့ခန္ဓာအဲ့ဒီသိလိုက်တဲ့ဝိညာဉ်နဲ့ခန္ဓာဆိုတဲ့သဘောလေးတွေကလည်းမမြဲပါလားသိလိုက်ဖြစ်လိုက်ပြက်လိုက်သိလိုက်ဖြစ်လိုက်ပြက်လိုက်နဲ့ဟောခန္ဓာ၅ပါးဟာဘယ်တရားမှမမြဲပါလားဖောက်ပြန်တတ်တဲ့ရုပ်သဘောကလည်းဖြစ်ပြီးတော့ပြက်နာမှုကျင်မှုကိုခံစားတဲ့ဝေဒနာသဘောလေးတွေကလည်းဖြစ်ပြီးတော့ပြက်ဒုက္ခနာနေတယ်တင်ပါကပူနေတယ်ဆိုတော့မှတ်လိုက်တဲ့တင်ညက်ခန္ဓာလေးတွေရဲ့သဘောကလည်းဖြစ်ပြီးတော့ပြက်အဲ့ဒီဒုနာတင်ပါပူဆိုတဲ့သဘောလေးတွေပြင်းရင်ကောင်းမလားဆိုတဲ့သင်္ခါရခန္ဓာစေရနာလေးတွေကလည်းဖြစ်ပြီးတော့ပြက်ကဲလှုပ်မဲ့လဲ့မဲ့တက်တာအောင်ဆိုပြီးပြင်လိုက်တော့တိလိုက်တဲ့ဝိညာဉ်နဲ့ခန္ဓာသဘောလေးတွေကလည်းဖြစ်ပြီးတော့ပြက်အကျဲချဲ့တော့ခန္ဓာ၅ပါးအကျဉ်းချုပ်တော့ယုတ်တရားနဲ့နံတရားဘယ်တရားမှမမြဲပါလားယုတ်နဲ့နံပဲရှိတယ်ယုတ်နဲ့နံပဲရှိတယ်ယုတ်ကဖောက်ပြန်ပြီးတော့ပျက်စီးနေတယ်နံကလည်းတိပြီးတော့ပြက်နေတယ်ဖောက်ပြန်ပျက်စီးတတ်တဲ့ယုတ်နံပါလားဖောက်ပြန်ပျက်စီးတတ်တဲ့ယုတ်နံပါလားလို့နောက်ကဉာဏ်နဲ့အတွင်းဆုံးဖြတ်ချက်ချပြီးရှုနေရင်အနိစ္စမမြင်ခြင်းမှအဆုံးတွေ့ပါလိမ့်မယ်ဒုက္ခမမြင်ခြင်းမှအဆုံးတွေ့ပါလိမ့်မယ်အနတ္တမမြင်ခြင်းမှအဆုံးတွေ့ပါလိမ့်မယ်ခန္ဓာ၅ပါးယုတ်နံနှစ်ပါးဟာကိုယ်ပိုင်ဉာဏ်နဲ့ဆုံးဖြတ်ချက်ချပြီးတော့ရှုမှတ်လိုက်တဲ့အခါအနိစ္စဒုက္ခအနတ္တအာတုဘခန္ဓာဒုက္ခသစ္စာပဲရှိတာပဲခန္ဓာကိုယ်ကြီးဟာအသုံးမကျပါလား
ရုပ်တရားနဲ့နံတရားပဲရှိတယ်ငါမရှိသူမရှိယောက်ျားမိန်းမမရှိပုဂ္ဂိုလ်တ attva မရှိဖြူရာမဲရာမရှိဝါရာပိန်နာမရှိအယပူရအယရှိရာမရှိယုံနဲ့နံပဲရှိပါလားရုပ်ကလည်းဖောက်ပြန်ပြီးတော့ပျက်စီးနာငါလည်းသိသိပြီးတော့ပျက်စီးမြဲတဲ့တရားမရှိပါလားဘုရားရှင်ကိုရမြတ်ကြီးပြောတဲ့တဗ္ဗေသင်္ခါရအနိစ္စအလုံးစုံကုန်သောသင်္ခါရတရားတွေကမမြဲပါလားအနိစ္စအနိစ္စအနိစ္စဆိုတဲ့အပြတ်မှာလမ်းဆုံးနေပါလားယရာပညာယပတ္တိအဲ့အနိစ္စဆိုတဲ့အပြတ်ကိုမြင်ဖို့ပညာဆိုတဲ့ဉာဏ်လေးနဲ့စောင့်ကြည့်လိုက်တော့မှန်လိုက်တာဘယ်တရားမှမမြဲပါလားဘယ်တရားမှမမြဲပါလားလို့ကောင်းကောင်းကြည့်သိလာပါတယ်တတိထားပြီးတော့ကြည်ပါဂယုစိုက်ပြီးတော့ကြည်ပါဉာဏ်ဥစည်းပြီးကြည်ပါအသုံးမကျတဲ့ခန္ဓာကြီးကိုကောင်းကောင်းအသုံးချလိုက်ပါယောဂီတို့လက်တွေ့ကြကြသစ္စာတရားတွေလည်းနာခွင့်ရတယ်ခန္ဓာကိုယ်ကြီးကိုအရင်ပြုတ်ပြီးတော့ဝိပဿနာတရားတွေလည်းကြိုးစားအားထုတ်ခွင့်ရတယ်အခွင့်ကောင်းအခါကောင်းကြီးနဲ့ကြုံနေတာအခွင့်တူအခါတူကြီးနဲ့ကြုံနေတာအဲ့ဒီအခွင့်ကိုမလွတ်စေနဲ့ခုယောဂီတို့အားထုတ်ခွင့်ရတဲ့အချိန်ဟာတဏှာကြီးပဲဒီတဏှာကြီးကိုကောင်းကောင်းအသုံးချတန်ဖိုးရှိရှိအသုံးချအကျိုးရှိရှိအသုံးချယောဂီတို့ခန္ဓာကိုယ်ကြီးကိုမညာပါနဲ့ခန္ဓာကိုယ်ကြီးကယောဂီတွေကိုတကွက်မှပြန်ငဲ့ပြီးညာတာမဟုတ်ဘူးခန္ဓာခိုင်းသမျှလှုပ်ခဲ့ရတဲ့ခန္ဓာရဲ့ကျွန်တွေလူမှန်တိတကနေကခန္ဓာကိုယ်ကြီးခိုင်းသမျှယောဂီတို့ဆောင်ရွက်ပေးခဲ့ရတာခန္ဓာကိုယ်ကြီးကဓမင်းကောင်းကောင်းဟင်းကောင်းကောင်းစားခြင်းနဲ့ဆိုရလေကျွေးပေးရမွေးပေးရခန္ဓာကိုယ်ကြီးကဝတ်ထဲကောင်းကောင်းဝတ်ခြင်းနဲ့ဆိုရလေဝတ်ဆင်ပေးရခန္ဓာကိုယ်ကြီးကစိန်ရွှေငွေတွေဝတ်ခြင်းနဲ့ဆိုတော့လေဆင်မြန်းပေးရဒီခန္ဓာကိုယ်ကြီးကိုလေညစ်ပတ်နေပြီးငါ့ကိုရေချိုးပေးအောင်ဆိုတော့လေရေမိုးချိုးပေးရခန္ဓာခိုင်းသမျှလှုပ်ခဲ့ကြတဲ့ခန္ဓာရဲ့ကျွန်တွေခန္ဓာကိုယ်ကြီးကသွားခြင်းလာခြင်းနဲ့လဲခြင်းပတ်ခြင်းနဲ့ဆိုတော့လေသွားပေးရလာပေးရလမ်းလျှောက်ပေးရခန္ဓာခိုင်းသမျှလှုပ်ခဲ့ကြတဲ့ခန္ဓာရဲ့ကျွန်တွေအခုလိုအေးတဲ့ရာသီမှာဆိုရင်လည်းအနှွေးတဲ့လေးဝစ်ပေးမဝစ်ရင်ငါကျမ်းမာရေးချိုးတဲ့အောင်လှုပ်လိုက်မှနော်ဆိုတော့လေခန္ဓာကိုယ်ကြီးကိုအနှွေးတယ်လေးဝစ်ပေးရပူရဲရသည်ရောက်ပြန်တော့လေရက်ကလေးခတ်ပေးပူလိုက်တာငါအပူရှက်အောင်ဖြောင်းအောင်လှုပ်လိုက်မှနော်ဆိုတော့လေရက်ကလေးခတ်ပေးရအေးဓာတ်လေးပေးရခန္ဓာခိုင်းသမျှလှုပ်ခဲ့ကြတဲ့ဆောင်ရွက်ပေးခဲ့ရတဲ့ခန္ဓာရဲ့ကျွန်တွေအခုဝိပဿနာတရားတဏှာကြီးရှုမှတ်နေတဲ့ချိန်မှာခန္ဓာကိုတန်အောင်ပြန်ခိုင်းပါအခုဝိပဿနာတရားရှုမှတ်နေတဲ့အချိန်မှာခန္ဓာကိုတန်အောင်ပြန်ခိုင်းပါခန္ဓာကိုယ်ကြီးကိုတန်အောင်ဘာကြောင့်ပြန်ခိုင်းရတယ်လဲဆိုရင်ကိုယ်ပိုင်ခန္ဓာမဟုတ်လို့တဲ့ယောဂီတို့ရရှိတဲ့ခန္ဓာကြီးဟာအငှားခန္ဓာကြီးမပိုင်ဘူးကိုယ်ပိုင်ခန္ဓာမဟုတ်ဘူးအချိန်တန်ရင်ပိုင်ရှင်စီကိုပြန်အပ်ရမယ်ခန္ဓာကြီးပိုင်ရှင်ကတခြားမဟုတ်ဘူးသေမင်း
သေမင်းထံကငှားထားတဲ့အငှားခန္ဓာကြီးတချို့ပုဂ္ဂိုလ်တွေဆိုရင်ခန္ဓာကိုပြန်အပ်လိုက်ရပြီ။ဩသေသွားကြတယ်ဆိုတာသေမင်းထံကငှားထားတဲ့အငှားခန္ဓာကြီးကိုတချို့သောပုဂ္ဂိုလ်တွေကအသုံးမချပဲနဲ့ပြန်အပ်လိုက်ရတယ်။တချို့သောပုဂ္ဂိုလ်တွေကအသုံးချပြီးတော့ပြန်အပ်လိုက်ရတယ်။ဒါပဲကွာတယ်။လောကတဘာဝတောင်သူလယ်သမားတယောက်ဟာလယ်ရီယာတွေရှိပေမဲ့ကိုယ်ပိုင်နွားမရှိတော့သူများစီကနွားငှားပြီးတော့လယ်တွေကိုထွန်ရဲရတယ်သူများစီကနေတမိုးရာသီလုံးနွားငှားထားပြီးအဲ့ဒီနွားတွေကိုလယ်မှာထွန်ရချင်းအသုံးမပြုဘဲနဲ့ဝါအောင်လှအောင်ကျွေးမွေးနေရင်တော့အရှုံးပဲလယ်မှုကိစ္စစိုက်ပျိုးမှုကိစ္စဘယ်ပြီးမလဲအချိန်တန်ရင်မိုးလဲကျွတ်ရောမိုးလဲကုံရောဒီနွားတွေဟာပိုင်ရှင်စီပြန်အပ်ရတယ်ယောဂီတို့လည်းဒီလိုပဲသေမင်းစီကယာယီငှားထားတဲ့ဒီအငှားခန္ဓာကြီးကိုဝိပဿနာဉာဏ်တင်ပြီးတော့သေမင်းစီပြန်မအပ်ခင်ပိုင်ရှင်စီပြန်မအပ်ခင်ကောင်းကောင်းအသုံးချဝယုံလှယုံကျိုးမေးနေလို့မပြီးဘူးတောင်သူလည်းဓမ္မဟာလယ်မှုကိစ္စလယ်ယာစိုက်ပျိုးခြင်းကိစ္စမပြီးဘဲနဲ့ပြန်အပ်ရင်ရှုံးတယ်လို့ယောဂီတို့လည်းဒီခန္ဓာကြီးကိုဝိပဿနာဉာဏ်မဖြစ်ဘဲပိုင်ရှင်ဆိုတဲ့သေမင်းစီပြန်အပ်လိုက်ရင်တော့ရှုံးပြီအရှုံးကြီးရှုံးပြီအဲ့ဒါလို့အရှုံးသမားမဖြစ်အောင်ခန္ဓာရဲ့ကြုံမဟုတ်ဘဲခန္ဓာရဲ့သခင်ဖြစ်အောင်ဝိပဿနာမဲ့ခင်အလုပ်ကိုကြိုက်လဲလို့မကြိုက်လဲလို့လှုပ်ချင်လဲလို့မလှုပ်ချင်လဲလို့ဒီဝိပဿနာမဲ့ခင်အလုပ်ကိုစိတ်ပါလဲလို့စိတ်မပါလဲလို့မဖြစ်မနေလုပ်ကိုလုပ်ရမှာအငှားခန္ဓာကြီးမို့သခင်ဖြစ်ဖို့အတွက်တန်အောင်ခိုင်းလိုက်ပါတတိထားပါတတိမလွတ်ပါစေနဲ့အာယုန်တစ်ပါးစိတ်မသွားစေနဲ့ခန္ဓာအပြင်ဘက်ဉာဏ်မထွက်ပါစေနဲ့ခန္ဓာနဲ့ဉာဏ်နဲ့ကပ်နေပါစေယောဂီတို့ဝိပဿနာရှုမှတ်လာတာအချိန်မိနစ်30ရှိသွားပါပြီအချိန်မိနစ်30ဆိုတော့တင်ပါးတွေပူတဲ့လူကပူမယ်ဒါခန္ဓာရဲ့သဘောတွေခြိပြားတွေကျင်တဲ့လူကကျင်မယ်ဒါခန္ဓာရဲ့သဘောတွေဒူးတွေနာတဲ့သူကနာမယ်ဒါခန္ဓာရဲ့သဘောတွေအရိယဘုထိုင်းတာအချိုးမကြရင်ခါးတွေအောင်မယ်ခါးတွေနာတဲ့သူကနာမယ်ဒါခန္ဓာရဲ့သဘောတွေခေါင်းအနေထားကပုံစံမကြရင်လည်းခုတ်ကြောကြီးကတင်းမယ်လေးမယ်ဒါခန္ဓာရဲ့သဘောတွေခန္ဓာမှာဘယ်သဘောပဲပေါ်အရှုခံတွေပဲအရှုခံတွေပဲခန္ဓာကပေါ်တဲ့ပြတဲ့ဖြစ်တဲ့အဲ့ဒီအရှုခံတွေကိုအရှုဉာဏ်နဲ့သာစောင့်ကြည့်ပါခန္ဓာသဘောငါမရောပါစေနဲ့ခန္ဓာအပြင်ဘက်ဉာဏ်မထွက်ပါစေနဲ့ခန္ဓာနဲ့ဉာဏ်နဲ့ကပ်နေပါစေပြောခဲ့ပါပြီအငှားခန္ဓာကြီးအငှားခန္ဓာကြီးပိုင်ရှင်သေမင်းစီပြန်မအပ်ခင်ကောင်းကောင်းအသုံးချလိုက်ပါမညာမတာအသုံးချလိုက်ပါခန္ဓာကိုယ်ကြီးကိုသစိမ့်ပြင်ထားပြီးတော့ရှုမှတ်လိုက်ပါချစ်เสียတကွက်မှမရှိတဲ့ခန္ဓာမျက်နှိုးเสียတကွက်မှမရှိတဲ့ခန္ဓာခုံမင်เสียတကွက်မှမရှိတဲ့ခန္ဓာသိမ့်ပိုက်ထားเสียတကွက်မှမရှိတဲ့ခန္ဓာ
အကအဖြစ်ခန္ဓာသိရင်စွန့်ပြေရမယ်ခန္ဓာမြေကြီးတဲ့ရောက်မဲ့ခန္ဓာမြေဩဇာဖြစ်မဲ့ခန္ဓာမိရှုခံရမဲ့ခန္ဓာပိုးလောက်တဲ့အစာခံရမဲ့ခန္ဓာမဟာပထဝီမြေဓုနဲ့တသားတည်းဖြစ်သွားမဲ့ခန္ဓာဘာမှအသုံးမကျဘူးဒီခန္ဓာအသုံးမကျတာသိရင်ကောင်းကောင်းအသုံးချလိုက်ဖို့ခန္ဓာမှာပေါ်လာသည်မြနာကျင်ကိုက်ခဲညောင်းထုံပူအေးစုအောင်ဆိုတဲ့ဝေဒနာတွေဓာန်တွေဖောက်ပြန်မှုတွေပေါ်လာသည်မြအရှုခံတွေပဲဝေဒနာဓာန်ဖောက်ပြန်မှုဆိုတဲ့အမျိုးသာစုံနေတာဖြစ်ပြီးတော့ပြက်နေတာပဲဒါကိုဉာဏ်နဲ့စောင့်ကြည့်ပါဉာဏ်ဟာသိအရေးကြီးပါတယ်ဉာဏ်ဥသိပြီးတော့ကြည်ပါတတိထားဝရိယဆိုင်ပညာနဲ့စောင့်ကြည့်ပါတတိထားဝရိယဆိုင်ပညာနဲ့စောင့်ကြည့်ပါခန္ဓာကိုယ်ကြီးကတော့ပြောနေမှာပဲခန္ဓာကိုယ်ကြီးကတော့ပြနေမှာပဲခန္ဓာကိုယ်ကြီးကတော့ဖြစ်နေမှာပဲခုယောဂီတို့အချိန်မိနစ်30ကျော်လာတော့နာမှုကျင်မှုပူမှုစုမှုအောင်းမှုထုံမှုတွေတတုတ်တုတ်နဲ့ဖြစ်နေတာတွေတဆစ်ဆစ်နဲ့ကြိုက်နေတာတွေတရိပ်ရိပ်တမွားမွားနဲ့ဖြစ်နေတာတွေဒီသဘောတွေကတော်တော်ဖြစ်လာတယ်ဘာလို့ဖြစ်တာလဲပြည့်ဖို့အတွက်ဖြစ်တာဒီခံပြီးတော့ရှုကြည့်ပါလှုပ်ခြင်းလှဲ့ခြင်းနဲ့စိတ်တွေမဝင်စေနဲ့ပြင်းခြင်းပြောင်းခြင်းနဲ့စိတ်တွေမလာစေနဲ့ပြောပြပါပြီအငှားခန္ဓာကြီးအငှားခန္ဓာကြီးကိုမညာပါနဲ့ခန္ဓာကယောဂီတို့ကိုပြန်ညာတာမဟုတ်ဘူးခန္ဓာကြီးကရက်ဆက်တတ်တဲ့သဘောရှိတယ်ခန္ဓာကြီးကနှိပ်စက်တတ်တဲ့သဘောရှိတယ်ခန္ဓာကြီးကပေတတ်တဲ့သဘောရှိတယ်ခန္ဓာကြီးကနှိပ်စက်တတ်တယ်လို့ယောဂီတို့ကလည်းပြန်နှိပ်စက်အနံယူစမ်းမှာခန္ဓာကြီးကရက်ဆက်တတ်တယ်လို့ယောဂီတို့ကလည်းပြန်ရက်ဆက်အနံယူစမ်းမှာခန္ဓာကြီးကသေတတ်တဲ့သဘောရှိတယ်လို့မသေးခင်ဉာဏ်ဥသိပြီးတော့အနံယူလိုက်စမ်းမှာအသေးမဥမီဉာဏ်ဥအောင်ဝိပဿနာတရားကိုကြိုးစားအားထုတ်ပါတော့မည်ဘုရားရှင်ရဲ့အလိုကျမောဂုဆရာကြီးကဒီလိုဆုံးမခဲ့တယ်အသေးမဥမီဉာဏ်ဥအောင်ဝိပဿနာလက်နဲ့ခန္ဓာကပြတဲ့အနိစ္စအချက်ပေါင်းများစွာကိုဖြတ်ချပြီးတော့ကြည်လိုက်ပါအခုယောဂီတို့ရဲ့ခန္ဓာကိုယ်ကြီးကအနိစ္စအနိစ္စအနိစ္စအပြည့်အပြည့်အပြည့်ဆိုတဲ့သဘောတွေအချက်ပေါင်းများစွာပြနေတာဉာဏ်နဲ့သာစောင့်ကြည့်လိုက်ပါတတိထားပါတတိမလွတ်ပါစေနဲ့အာယုန်တစ်ပါးစိတ်မသွားစေနဲ့ခန္ဓာအပြင်ဘက်ညာမထွက်ပါစေနဲ့ခန္ဓာနဲ့ညာနဲ့ကပ်နေပါစေခန္ဓာကိုယ်တစ်ခုလုံးမှာပေါ်လာသမျှဟာအရှုခံတွေခုယောဂီတို့ခန္ဓာကိုယ်ကြီးကနာရာတွေကျင်နာတွေပူရာတွေဆူရာတွေအောင့်နာတွေတယောက်နဲ့တယောက်မတူဘူးဝေဒနာတွေဓာတ်တွေဖောက်ပြန်မှုတွေပေါ်နေတာဖြစ်နေတာတယောက်နဲ့တယောက်မတူဘူး
နာမှုကျင်မှုပူမှုစုမှုအောင်းမှုဝေဒနာတံဖောက်ပြန်မှုတွေတယောက်နဲ့တယောက်ပေါ်ရာမတူတာအနေဆအပြည့်ကြဒူသည်ဗျဘလို့ဝေဒနာတံဖောက်ပြန်မှုတွေပေါ်လာအနေဆဖြစ်ပြီးတော့ပြည့်ဘလို့ညောင်းထုံပူအေးစုအောင်တွေပဲပေါ်လာအနေဆဖြစ်ပြီးတော့ပြည့်ဉာဏ်နဲ့သာစောင့်ကြည့်လိုက်ပါဉာဏ်နဲ့သာစောင့်ကြည့်လိုက်ပါခန္ဓာကိုယ်ကြီးကိုတစိမ့်ပြင်းထားမငဲ့ပါနဲ့မညာပါနဲ့ယောဂီတို့ကသခင်ဖြစ်ချင်တာပဲခန္ဓာရဲ့သခင်ဖြစ်ချင်တယ်ဆိုရင်ခန္ဓာကိုယ်ကြီးကိုခိုင်းနာပါစေအနိုင်တိုက်ကျင်ပါစေအနိုင်တိုက်ဉာဏ်နဲ့သာအနိုင်တိုက်ခိုက်ယူလိုက်ပါခြေပြားရှိတော့ခြေပြားကျင်မယ်ခြေစလုံးရှိတော့ခြေစလုံးနာမယ်ဒူးရှိတော့ဒူးတွေနာမယ်တင်ပါရှိတော့တင်ပါတွေပူမယ်ခါရှိတော့ခါအောင်မယ်ဂုတ်ရှိတော့ဂုတ်ကြောကြီးကတင်းမယ်လေးမယ်ခန္ဓာကိုယ်ကြီးကဓာရီပဲရှိတာလေအဲ့ဒီနာမှုကျင်မှုပူမှုစုမှုအောင်းမှုညောင်းမှုထုံမှုကြိုက်မှုခဲမှုတွေယောဂီတို့မလိုချင်ဘူးမလိုချင်ရင်ဉာဏ်နဲ့ရှုလေမလိုချင်ရင်ဉာဏ်နဲ့ရှုဝိပဿနာဆိုတာငါအလုံးမဟုတ်ဘူးဉာဏ်အလုံးငါနာတယ်ငါကျင်တယ်ငါပူတယ်ငါဆုတယ်ငါအောင်တယ်ရှိမှမရှိပဲခေါင်းစဉ်ငါသွားမတက်နဲ့ခေါင်းစဉ်ငါသွားတက်ရင်သက်ကာယဒိဋ္ဌိဖြစ်သွားမယ်ကိုဝိပဿနာတရားရှုမှတ်ပွားများနေတယ်ဆိုတာအဲ့ဒီငါဆိုတဲ့သက်ကာယဒိဋ္ဌိကိုရှုမှတ်ပွားများပြီးတော့ပယ်တတ်နေတာငါတွေမပါစေနဲ့ငါတွေမလာစေနဲ့ငါဆိုတာရှိမှမရှိပဲခေါင်းထဲမှာလည်းငါမရှိကိုယ်ထဲမှာလည်းငါမရှိခြေထဲမှာလည်းငါမရှိလက်ထဲမှာလည်းငါမရှိခန္ဓာကိုယ်တစ်ခုလုံးစံပြားမှခြေပြားဘယ်နေရာပဲရှာငါဆိုတဲ့တက္ကာဒိဋ္ဌိမရှိဘူးအရှိကတက္ကာယတရားကြီးပဲခန္ဓာ၅ပါးဟာတက္ကာယအဲ့ဒီခန္ဓာ၅ပါးကိုငါပဲဆိုလုံနေတာကဒိဋ္ဌိပေါင်းလိုက်တော့တက္ကာယဒိဋ္ဌိပေါ့အခုဝိပဿနာတရားအရိယဘုတ်ပြင်းစင်ပြီးကြာနာရှုမှတ်ပွားများနေတယ်ဆိုတာခန္ဓာဆိုတဲ့အရှိတရားတက္ကာယပေါ်မှာကပ်နေတဲ့မိစ္ဆာအယူမဒိဋ္ဌိကိုအပွားနဲ့ခွာနေတာဖြုတ်နေတာတတိရှိဖြုတ်လိုက်ပါဒီတက္ကာယဒိဋ္ဌိကိုဇွဲတန်နဲ့ဖြုတ်လိုက်ပါဒီတက္ကာယဒိဋ္ဌိကိုစိတ်ရှိနဲ့ဖြုတ်လိုက်ပါဒီတက္ကာယဒိဋ္ဌိကိုအဘယ်မျိုးစေတက္ကာယဒိဋ္ဌိဆိုတာအဘယ်မျိုးစေအတိနဲ့ဖြုတ်ခဲ့လို့သဘောပေါက်ခဲ့ပြီအပွားနဲ့ခုဖြုတ်နေတာရှုချလိုက်စမ်းပါနာပါစေကျင်ပါစေပူပါစေစူးပါစေအောင်ပါစေငါသဘောမပါတဲ့ခန္ဓာရဲ့သဘောသူသဘောမပါတဲ့ခန္ဓာရဲ့သဘောယောက်ျားမိန်းမပုဂ္ဂိုလ်တ attva ရဲ့သဘောမပါတဲ့ခန္ဓာရဲ့သဘောစိတ်ရှိနဲ့ရှုသိခံပြီးတော့ရှုဇဝေတန်နဲ့ရှုဉာဏ်ဦးစီးပြီးရှုခန္ဓာသဘောငါမရောစေနဲ့ခန္ဓာအပြင်ဘက်ဉာဏ်မထွက်စေနဲ့ခန္ဓာနဲ့ဉာဏ်နဲ့ကပ်နေပါစေယောဂီတို့ခန္ဓာထဲမှာရှိတဲ့ဉာဏ်ကိုကောင်းကောင်းကြီးထုတ်သုံးလိုက်ပါပြင်းကျင်ပြောင်းကျင်တဲ့တဏှာကိလေသာကလည်းခန္ဓာထဲမှာရှိတယ်လှုပ်ခြင်းလဲခြင်းတဲ့တဏှာကိလေသာကလည်းခန္ဓာထဲမှာရှိတယ်
ဉာဏ်ကလည်းခန္ဓာထဲမှာရှိတာပဲကိလေသာနဲ့ဉာဏ်နဲ့တိုက်ခိုက်နေတဲ့ချိန်မှာဉာဏ်ကအနိုင်ယူတတ်ပါစေလှုပ်ခြင်းလဲခြင်းနာကဒေနာပြင်းခြင်းပြောင်းခြင်းနာကဒေနာရွဲ့ခြင်းစောင်းခြင်းနာကဒေနာအဲ့ဒီတဏှာဆိုတဲ့ကိလေသာကိုဉာဏ်နဲ့အနိုင်ယူလိုက်ပါကြောက်ပြီးတော့ခြေထောက်တွေဘလောက်ပဲကျင်းနေပါစေဒူးတွေဘလောက်ပဲနာနေပါစေတင်ပါတွေဘလောက်ပဲပူနေပါစေဘာမှဖြစ်မသွားဘူးဖြစ်ပြီးရင်ပြတ်မှာဒီသဘောပဲရှိတယ်ဝိပဿနာတရားရှုမှတ်ပွားများလို့ခြေထောက်တွေပြတ်သွားတာသွေးကြောတွေပြတ်သွားတာမကြဘူးဖြစ်မှာမဖြစ်ပဲတရားလေတရားတဲ့လုပ်ကိုလုပ်နေတာမတရားတဲ့အလုပ်တွေလုပ်နေတာမဟုတ်ဘူးဝိပဿနာဆိုတာတရားတဲ့အလုပ်ကိုလုပ်နေတာခန္ဓာကိုယ်ကြီးကပြတဲ့အရှုခံတွေကိုအရှုဉဏ်နဲ့မလွတ်အောင်မိအောင်ရှုနေတာယောဂီတို့ကမနာနဲ့ဆိုလဲခန္ဓာကြီးကနာပြနေမှာပဲယောဂီတို့ကတင်ပါးတွေမပူနဲ့ဆိုလဲခန္ဓာကိုယ်ကြီးကပူပြနေပါပဲဉာဏ်နဲ့နိုင်အောင်ရှုလေနာတတ်တဲ့ခန္ဓာကြီးကနာပြနေတာဉာဏ်ကသေချာစောင့်ရှုဖို့နာတဲ့သဘောလေးဉာဏ်နဲ့ကြည့်တော့ဩဒုက္ခသစ္စာကျင်တဲ့သဘောလေးဉာဏ်နဲ့ကြည့်တော့ဩဒုက္ခသစ္စာပူတဲ့သဘောလေးဉာဏ်နဲ့ကြည့်တော့လေဩဒုက္ခသစ္စာဩခန္ဓာကိုတစ်ခုလုံးမှာဘယ်နေရာကပေါ်လာအရှုခံမှန်သမျှဒုက္ခသစ္စာဘလို့နာသလဲဘလို့ကျင်သလဲဘလို့ပူသလဲပြတ်သွားပါလားလို့သိအောင်ကြည့်လိုက်တဲ့ဉာဏ်ကမဂ္ဂသစ္စာယောဂီတို့တတန်တရားလုံးလေခဲ့တဲ့တန်တရာအကြောင်းမဲ့လဲတာမဟုတ်ဘူးဆင်းရဲကြောင်းဆိုတဲ့သမုဒိယသစ္စာကြောင့်ဆင်းရဲကြိုးဆိုတဲ့ဒုက္ခသစ္စာတွေအကျဉ်းချင်းရပြီးတော့ဘဝတန်တရာကြီးဟာသစ္စာနှစ်ခုနဲ့လဲခဲ့တာအခုဝိပဿနာတရားရှုမှတ်ပွားများနေတာဟာသမုဒိယသစ္စာသိမ့်ဖို့ဒုက္ခသစ္စာချုပ်ဖို့မဂ္ဂသစ္စာနဲ့ရှုမှတ်ပွားများနေတာမေဃသစ္စာဆိုတဲ့အသိဉာဏ်နဲ့ရှုမှတ်ပွားများနေရင်ခန္ဓာကိုခင်းခြင်းနဲ့တဏှာပြင်းခြင်းပြောင်းခြင်းနဲ့တဏှာရွှေ့ခြင်းလှဲ့ခြင်းနဲ့တဏှာမလာဘူးတဲ့မရွှေ့ရမနေနိုင်မပြင်းရမနေနိုင်ဆိုတဲ့ဥပါဒံလဲမလာဘူးလေမနေနိုင်တော့ဘူးပြင်းတော့မယ်ဆိုတဲ့ကံလဲမလာဘူးတဲ့ဒါမေဃသစ္စာနဲ့ပွားများမှဒီမေဃသစ္စာနဲ့ရှုမှတ်ပွားများအားထုတ်နေတဲ့ယောဂီဟာတဏှာသေးဥပါဒံသေးကံသေးရှင်းအောင်ပြောရင်သမုဒိယသစ္စာသေးသမုဒိယသစ္စာသေးမှာတော့ပရိစ္ဆေသမုပ္ပါကွက်လို့ရ၄အကွက်ဇာတိစရာမရဏဆိုတဲ့ခန္ဓာ၅ပါးဒုက္ခသစ္စာမရတော့ဘူးချုပ်ပြီးဒုက္ခသစ္စာချုပ်ပြီးအဲ့ဒီအနာဂတ်မှာဒုက္ခသစ္စာချုပ်သွားတာကနိရောဓသစ္စာအခုယောဂီတို့ဝိပဿနာတရားရှုမှတ်ပွားများနေတာဟာဇာတိစရမရဏဆိုတဲ့နောက်တစ်ဖန်ရမယ်ခန္ဓာ၅ပါးဒုက္ခသစ္စာချုပ်တဲ့နိရောဓသစ္စာကိုမျက်မှောက်ပြုဖို့ကြိုးစားအားထုတ်နေတာတတိထားပြီးတော့ကြည်ပါဂယုစိုက်ပြီးတော့ကြည်ပါစူးစိုက်ပြီးတော့ကြည်ပါဉာဏ်ဦးစီးပြီးကြည်ပါ
ယောဂီတို့ဝိပဿနာရှုမှတ်လာတာအချိန်မိနစ်50ကျော်တော့ပါပြီအချိန်9မိနစ်လောက်ပဲကြာမှာတော့တယ်သိခံပြီးတော့ရှုကြည့်အချိန်9မိနစ်ဆိုတာဘာမှမကြာဘူးဉာဏ်ဥစည်းရင်နာမှုကျင်မှုပူမှုလေးတွေကိုသိခံပြီးတော့ရှုရင်းနဲ့ခန္ဓာအကြောင်းတောင်ကောင်းကောင်းသိလာတယ်။အော်ဒီခန္ဓာကြီးကိုတို့ကကောင်းတယ်လို့ထင်တာဘယ်နေရာမှမကောင်းပါလားနာလိုက်ကျင်လိုက်ပူလိုက်ဆူလိုက်အောင်းလိုက်နဲ့ဆိုးလိုက်တဲ့ခန္ဓာကြီးဒုက္ခတွေအမျိုးမျိုးပေးနေတဲ့ခန္ဓာကြီးဝေဒနာတွေအမျိုးမျိုးပေးနေတဲ့ခန္ဓာကြီးဖောက်ပြန်မှုတွေအမျိုးမျိုးပေးနေတဲ့ခန္ဓာကြီးဓာတ်တွေအမျိုးမျိုးပေးနေတဲ့ခန္ဓာကြီးဒီခန္ဓာကြီးကိုမလိုချင်ဘူးဆိုရင်မနစ်သက်ဘူးဆိုရင်စွန့်ပစ်ခြင်းနဲ့ဆိုရင်ဉာဏ်နဲ့ရှုပါယောဂီတို့ကစွန့်မပစ်လဲတစ်ချိန်ကျစွန့်ပစ်ရမှာပဲအဘိမစွန့်ပစ်ခင်အငါခန္ဓာကြီးကိုပိုင်ရှင်သိမင်းစီပြန်မအပ်ခင်ဝိပဿနာမဂ်ခင်နဲ့ဇွဲအပြည့်ထားပြီးရှုလိုက်ပါခန္ဓာမှာပေါ်လာသမျှအရှုခံတွေပေါ်နေပြီဖြစ်နေပြီပြနေပြီတချို့ယောဂီတွေဆိုပူတဲ့ပူလာပြီကျင်တဲ့ကျင်လာပြီတိုးပြီးတော့ကျင်လာပြီဆိုပြီးတော့ပူလာပြီတချို့တို့တရှိန်နဲ့ဖြစ်နေတစစ်နဲ့ဖြစ်နေတယ်မလုံနဲ့မရှက်နဲ့မပြင်းနဲ့မပြောင်းနဲ့တီးခံပြီးတော့ရှုကြည့်ကျင်တာဘလို့လဲဘလို့ကျင်တာလဲကျင်တဲ့သဘောကဘလို့လဲမတူဘူးနော်ရှေ့ကျင်တာလေးနဲ့နောက်ကျင်တာလေးနဲ့မတူတီးလိုက်တာကဉာဏ်ရှေ့ပူတာလေးနဲ့နောက်ပူတာလေးနဲ့မတူသိလိုက်တာကဉာဏ်ရှေ့ထုံတာလေးနဲ့နောက်ထုံတာလေးနဲ့မတူသိလိုက်တာကဉာဏ်ရှေ့အောင့်တာလေးနဲ့နောက်အောင့်တာလေးနဲ့မတူသိလိုက်တာကဉာဏ်ရှေ့ကြိုက်တာလေးနဲ့နောက်ကြိုက်တာလေးနဲ့မတူသိလိုက်တာကဉာဏ်မတူဘူးတဲ့ဝေဒနာတွေဓာတ်တွေဖောက်ပြန်မှုတွေနာမှုကျင်မှုပူမှုတွေဖြစ်နေတာဟာတစ်ခုနဲ့တစ်ခုနဲ့မတူဘူးဖြစ်လိုက်ပြက်လိုက်အစားထိုးလိုက်ဉာဏ်ကသိပေးလိုက်ဖြစ်လိုက်ပြက်လိုက်အစားထိုးလိုက်ဉာဏ်ကသိပေးလိုက်ခန္ဓာသဘောကဒီတိုင်းသွားနေတာဉာဏ်ကသိပေးနေုံပဲဘာမှလုံနေစရာမလိုဘူးဉာဏ်ကသိပေးရမယ်အလုပ်ပဲဖြစ်လာတဲ့သဘောပြတ်သွားတာဉာဏ်ကသိပေးဖြစ်လာတဲ့သဘောပြတ်သွားတာဉာဏ်ကသိပေးဖြစ်လိုက်ပြက်လိုက်အစားထိုးလိုက်ဉာဏ်ကသိပေးလိုက်ဖြစ်လိုက်ပြက်လိုက်အစားထိုးလိုက်ဉာဏ်ကသိပေးလိုက်ဖြစ်ချင်းပြက်ချင်းသဘောအစားထိုးတဲ့သဘောကိုဉာဏ်ကသိပေးနေရင်ရှုတော့မှတ်တော့အာထုတ်တော့နာယီတွေဟာယောဂီတို့နဲ့မဆိုင်တော့ဘူးအချိန်တွေဟာယောဂီတို့နဲ့မဆိုင်တော့ဘူးဖြစ်ချင်းပြက်ချင်းအစားထိုးခြင်းသဘောကိုဉာဏ်ကသိနေပြီဆိုရင်ယောဂီတို့တရားတွေ့နေပြီအနိစ္စအချက်ပေါင်းများစွာတွေ့ပြီအပြက်တွေကိုအချက်ပေါင်းများစွာတွေ့ပြီအာကိုထိုက်တဲ့ဉာဏ်အဘေဒကားကိုပိတ်ပေမဲ့ဉာဏ်နိဗ္ဗာန်ကိုပို့ဆောင်မဲ့ဉာဏ်တန်တရာဝတ္တုခသိမ့်ပေမဲ့ဉာဏ်ဘလောက်အာကိုထိုက်တယ်လဲဒီဉာဏ်သာသမီဇနီးခင်ပွန်းဆိုတာအာကိုလို့မရအကအဖြင်းပစ္စည်းဥစ္စာတွေလည်းအာကိုလို့မရအကအဖြင်းအိုးအိမ်တိုက်တာကားတွေလည်းအာကိုလို့မရအကအဖြင်းယောဂီတို့လက်တွေ့ကြအသုံးချအာကိုရမှာကဉာဏ်အဲ့ဒီဉာဏ်နဲ့ခန္ဓာကိုယ်ကြီးကိုမညာမတာပဲဂယုမဆိုင်ပဲသစိမ့်ပြင်းထားပြီးတော့အရှုခံတရားတွေကိုထွင်းဖောက်ပြီးတော့ရှုမြင်အောင်ရှု
အေးကြီးပါတယ်ဝိပဿနာအလုပ်ကိုတတိရှိရှိလုပ်ရဲဖို့ဝိပဿနာအလုပ်ကိုမကြောက်မရွံ့လုပ်ရဲဖို့ဝိပဿနာအလုပ်ကိုနောက်မတွန့်ပဲလုပ်ရဲဖို့ဆိုတာတတိခွန်အားသိလိုပါတယ်။အာယသမီးစီးပွားရေးရှာရေးဖွေရေးကြတတိတွေပြောင်းခဲ့ပြီအသက်တွေလည်းအိုမင်းရင့်ရော်ဖြစ်ခဲ့ပြီစရာဘက်ကိုကိုင်းသင်မင်းဘက်ကိုရိုင်နေပြီခုဝိပဿနာတရားကြမှာကြောက်တယ်လို့ယွန့်တယ်လို့တွန့်တယ်လို့မဖြစ်စေနဲ့ဝိပဿနာအလုံးမှာတတိမကြောင်စေနဲ့တကယ်တတိတွေပြောင်းသွားမှာကဝိပဿနာအလုံးတတိရှိရှိအားထုတ်လိုက်ပါအချိန်ဘာမှမကြံတော့ပါဘူးကြံရှိနေသေးတဲ့အချိန်လေးကိုစိတ်ရှည်ရှည်နဲ့ရှုလိုက်ပါဇွဲတန်တန်နဲ့ရှုလိုက်ပါသီးခံပြီးတော့ရှုလိုက်ပါသူတော်ကောင်းရေးမှာဇွဲသေးလို့မရဘူးဇွဲအပြည့်ထားဝိပဿနာတရားကြိုးစားအားထုတ်နေတာယောဂီတို့တယောက်တည်းမဟုတ်ဘူးစုပေါင်းပြီးအားထုတ်နေတာသူလုပ်သလိုငါလုပ်နိုင်ရမယ်သူကြိုးစားသလိုငါကြိုးစားနိုင်ရမယ်သူအားထုတ်သလိုငါအားထုတ်နိုင်ရမယ်ဝရိယကိုမောင်းတင်ထားမာနကိုတကွန်ထူထားဒီနေရာမှာသိအရေးကြီးတယ်လောကထဲမှာဝင်ကြွားတာနဲ့ဝိပဿနာတရားအားထုတ်ကြွားတာမတူဘူးငါဘာလို့မလုပ်နိုင်ရမှာလဲကိုယ်ခန္ဓာအကြောင်းကိုကိုယ်ဉာဏ်နဲ့ကြည့်တဲ့နေရာမှာငါဟာကြောက်နေယွန့်နေတွန့်နေလို့မဖြစ်ဘူးသူများတွေလို့လို့ငါလည်းရှုမှတ်ပွားများနိုင်ရမယ်ဆိုတဲ့တတိကဲမမနာဇွဲဟာအပြည့်ထားပါခန္ဓာမှာပေါ်လာသမျှဟာအရှုခံတွေကြည့်ပဲရအောင်ရှုမိအောင်ရှုမလွတ်အောင်ရှုဉာဏ်ဦးစီးပြီးရှုပါခန္ဓာဖြစ်ပြီးပြက်လို့ဒုက္ခသစ္စာနာရာလေးလဲဒုက္ခသစ္စာကျင်နာလေးလဲဒုက္ခသစ္စာပူရာလေးလဲဒုက္ခသစ္စာအောင့်နာလေးလဲဒုက္ခသစ္စာဖြစ်ပြီးပြက်လို့ဒုက္ခသစ္စာဖြစ်တာလဲဒုက္ခသစ္စာပဲပြက်တာလဲဒုက္ခသစ္စာပဲဖြစ်ပြက်ဟာဒုက္ခသစ္စာပဲလို့ဉာဏ်ဦးစီးပြီးတော့အတွင်တွင်ကြည့်လိုက်ပါဉာဏ်ဦးစီးပြီးကြည့်လိုက်တာကမဂ္ဂသစ္စာခန္ဓာရဲ့ဉာဏ်ရဲ့ခန္ဓာရဲ့ဉာဏ်ရဲ့ခန္ဓာနဲ့ဉာဏ်နဲ့ကပ်နေပြီဆိုရင်ခန္ဓာကိုခင်းတဲ့တဏှာဆွဲလန်းတဲ့ဥပါဒံနောင်ဘဝရာကြောင်းအာထုံမဲ့ကံသေပြီအကြောင်းတရားတွေသေပြီဆင်းရဲကြောင်းတွေသေပြီအဲ့ဒါမဂ္ဂသစ္စာဆိုတဲ့ဉာဏ်နဲ့တက်လို့သေတာတတိထားဝရိယစိုက်ပညာနဲ့စောင့်ကြည့်ပါအချိန်နဲ့ငယ်တွင်မှာတရားချပါမယ်တရားချတဲ့အခါမှာတရားချခြင်းနဲ့စိတ်ကလေးကနန္တရားအချိန်စေပြီးတဲ့တရားချတော့မဲတဲ့တိလိုက်တဲ့စိတ်ကလေးသည်နန္တရားတရားချဖို့ပြင်လိုက်လှုပ်လိုက်ဆောင်းလိုက်တဲ့ခန္ဓာကိုယ်အနေထားသည်ရုပ်တရားအဲ့ဒီရုပ်တရားကလည်းဖြစ်ပြီးတော့ပြက်နေတာပဲတိတိပေးနေတဲ့နန္တရားကလည်းဖြစ်ပြီးတော့ပြက်နေတာပဲဩရုပ်တရားလည်းမမြဲပါလားနန္တရားလည်းမမြဲပါလားဧကောဓမောရုပ်နံတစုံသည်မမြဲပါလားဉာဏ်တစ်ခုနဲ့သေချာဆင်ခြင်လိုက်ပါရုပ်တရားကလည်းဖြစ်ပြီးတော့ပြက်နေတယ်နံတရားကလည်းဖြစ်ပြီးတော့ပြက်နေတယ်ယုံနံတစုံဟာဖြစ်ပြီးတော့ပြက်နေပါလားလို့ဉာဏ်တစ်ခုနဲ့ဆင်ခြင်ပြီး
ယောဂီအားလုံးအချိန်စေပြီးမို့တရားချလို့ရပါပြီယုံနာနှစ်ခုကိုဉာဏ်တစ်ခုနဲ့ဆင်ခြင်ပြီးယောဂီအားလုံးအချိန်စေပြီးမို့တရားချလို့ရပါပြီတရားချတဲ့အခါမှာခန္ဓာကိုယ်အရိယာပုဂ္ဂိုလ်ဖြည်းဖြည်းလေးလှုပ်ပါဖြည်းဖြည်းလေးဖြုတ်ပါတရားဆိုတာနူးညံ့နေတရားဆိုတာတိမ်မွေ့တယ်ယောဂီအားလုံးအချိန်စေပြီးမို့တရားချလို့ရပါပြီ